ဒီမိခုံးကအမှန်မှရေးကြည့်ပါတယ်စလုံးသွားဖို့စစ်စစ်တဲ့ခါမှာအစုပ်ထဲမှာအမှားရရှိတယ်ဆိုရင်ကျွန်တော်တို့ကိုချိုတင်ပြောထားတဲ့သူတွေစာရစာရနဲ့ရှိတဲ့သူတွေဒီပုဂ္ဂိုလ်တွေအတွက်ကကျွန်တော်ကစင်ကာပူကိုကျွန်တော်ပို့တဲ့ခါမှာစင်ကာပူဘက်ကတတိတွေကလက်မခံဘူးဆိုရင်ကျွန်တော်တို့ refund အပြည့်ပြန်ပေးပါတယ်နော်စာရတိချလေးစစ်စစ်ထားတဲ့သူတွေကြိုတင်ပြောထားတဲ့သူတွေစလုံးရောက်ပြီးမှစလုံးတတိကလက်မခံဘူးဆိုရင်ကျွန်တော်တို့100%ပြန်ပေးပါတယ်ဆိုတော့အားလုံးတိချစစ်ပါမကပါဘူးတိချပြောဖို့လိုအပ်ပါတယ်တချို့သောစလုံးတတိတွေကလက်မခံဘူးတချို့တတိတွေကလက်ခံတယ်တကယ်လို့ရောက်ပြီးမှသူတို့လက်မခံဘူးစီးစစ်တဲ့ခါမှာစီးအောင်ရတာနဲ့လက်မခံဘူးဆိုရင်ကျွန်တော်တို့ပြန်ပြီးတော့refund ပြန်ပေးမယ်တိုးတော့စလုံးရောက်ပြီးမှ TB ယောဂ positive ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ refund မပေးပါဘူးဒါကြောင့်မလို့တီချာလေးပြန်လုပ်ပေးပါလို့ကျွန်တော်အကြံပေးချင်ပါတယ်